အဲ့ဒါမှန်ပြတောင်းအားလုံးပဲမင်္ဂလာပါခင်ဗျာ Win and the Moments blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဘာဝတိုးတောင်လှတွေနဲ့ချစ်တွေ့ရင်တရားစီတူတွေကိုတနေရာထဲမှာစုံစုံလင်းလင်းလက်ပတ်ဖူးမြော်နိုင်မယ်ရန်ကုန်မြို့နယ်မှာဝေးလှတဲ့တိုက်ကြီးမြို့နယ်အတွင်းကမှန်ပြတောင်ဖျားဦးကျောင်းနဲ့တနက်ချောင်းဆယ်တို့ကိုတွားရောက်လက်ပတ်ခဲ့ကြတဲ့ vlog လေးပဲဖြစ်ပါတယ်မှန်ပြတောင်ဟာတိုက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့တောင်တွေထဲကအမြင့်ဆုံးတောင်ဖြစ်ပြီးပင်လယ်မျက်နှာပြင်အထက်မြင့်ပေ1500နီးပါးရှိတယ်လို့သိရပါတယ်။တောင်ပေါ်ရင်ပြင်ထိကားနဲ့တက်နိုင်တယ်လို့အငှားရည်ရန်နားရနေရာကနေဆင်းပြီးချင်းလျင်တက်လာကြသူများလည်းရှိပါတယ်။မှန်ပြတ်တောင်လမ်းတစ်လျှောက်မှာမြင်တွေ့ရတဲ့ရှုခင်းတွေကရန်ကုန်မြို့ရဲ့အခြားအပြင်ဘက်တနေရာကိုရောက်သွားတဲ့ထင်ရလောက်အောင်အေဂျင့်လှပလှပါတယ်။ဒါခုဒီညကားပါကင်လမ်းပေါ့နော်ကားပါကင်လမ်းကနေဒီကနေပဲတက်ပြီးတော့ကားပါကင်ဟိုးပဲချမ်းလေးမှာရှိတယ်ဒါဆိုကားပါကင်အောက်ကနေပြန်ဆင်းပြီးတော့ဒီကနေပြီးပြန်ပြီးတက်မလို့နော်မှန်ပြတောင်ကနေရေတကုံအသေးနဲ့အကြီးကိုတနင်္လာနေ့ပါချလျင်သွားလို့ရတယ်လို့လည်းပြောပါတယ်တွတ်တွေရက်တဲ့ပါကင်နာမှာနေကန်တွေကိုအခချင်းငွေပေးပြီးလိုက်ပို့ခိုင်းလို့ရတယ်လို့လည်းသိရပါတယ်ကျွန်တော်တို့ကတော့ဝတ်ထားတဲ့အဝတ်စားတွေအစမပြေတာနဲ့အချိန်လည်းမရှိလို့မသွားခဲ့တော့ပါဘူးအေးဟုတ်မှာရှေးကြီးခင်တောတောင်ဆင်းဆိုစဉ်ကတောင်ထိပ်ကနေရေပြင်မိုးကောင်းခင်တို့ကိုကြည့်လိုက်ရင်ကြည်လင်နေပြီးမှန်တစ်ချက်အလားအလင်းရောင်ပြန်ဟတ်တဲလို့အဆွဲပြုပြီးတကြောင်တောင်ပေါ်ကနေကြည့်ရင်တိုက်ကြီးမြို့နယ်ရဲ့တဘာဝရှုခင်းကိုမှန်ချက်ထဲမှာမြင်နေရတယ်လို့ကြည့်ရှုနေရခြင်းကြောင့်မှန်ပြတောင်းလို့ခေါ်ရတယ်လို့လည်းပြောစမှတ်ပြုကြပါတယ်ရန်ကုန်မြို့ကနေအချိန်ပေးလာခဲ့ရလို့ပင်ပန်းခဲ့တဲ့စိတ်တွေဟာစင်းလန်းလှပတဲ့တဘာဝတောတောင်ရှုခင်းတွေနဲ့မှန်ပြတောင်ဖျားရဲ့အေးချမ်းတဲ့ရိပ်အာဝါဒအငွေအသက်တွေကြောင့်လာရောက်လက်ဘက်သူတွေကိုဘာယာကျုံနှက်စေတယ်လို့အမောတွေပြေပြောက်စေတဲ့အကြောင်းရင်းတစ်ခုပါပဲပြားဖူးပြီးကျောင်းမဲ့ဆရာတော်ကိုနဝကမ္မလှူဖို့ရန်အတွက်ကျောင်းတဲကိုဝင်ပြည့်ရင်ဆရာတော်ရဲ့သက်တော်58နှစ်ပြည့်မွေးနေ့အလှူနဲ့ကြုံခဲ့ကြပါတယ်။ဒီတော့လည်းနိဗ္ဗာန်နဲ့သာကိုယ်ရောဟောတူပါနဲ့
ရောအော်တုပါဗျာဒါတို့ခေါ်လိုက်ဒါတို့လက်ဆောင်နဲ့ပြောပြအောင်အဲ့ဒီကျောင်းကဆရာတော်ဘုရားကြီးကဒီမှာလူတွေရွာတွေမရှိခင်တည်းကဟိုဒီနေရာကြီးလက်ချင်တာပြုခဲ့ဘာလို့ဆရာတော်လက်ချင်တာပြုခဲ့တော့ဒီနေရာကြီးကအချိန်လုံးကတို့သမိုင်းမှာရှိခဲ့တဲ့ဥက္ကလာပမင်းကြီးကဒီမှာနန်းတဲ့ပြီးတော့မှရွှေတဘုံမှာတာနာပြုသွားခဲ့နေပြီသူ့ရဲ့မြို့နာမည်တက်ကောက်ရီမြို့လို့ခေါ်တယ်တက်ကောက်ရီဆိုတာပါဠိလိုပေးထားတာဗမာလိုပြောရင်နတ်တရားရဲ့ဆော့ဆော့တဲ့မြို့တော်တဲ့အဲ့ဒီအချိန်မှာဆရာတော်ဘုရားတန်လိုက်တွေ့ချိန်မှာဂျုံငယ်လေးလာနာတယ်ဂျုံငယ်ဆိုတာငင်းငင်းလေးပဲလေဟောဆိုတော့ဒီနေရာ88ရေခင်းမှလည်း ACD ပဲအခုရေခင်းမှလည်း ACD ပဲကိုဗစ်တော့လည်းအသေးပြောင်းနေပါတယ်ပြောချင်တာကရေကန်မြေကန်တက်ကန်ကောင်းတဲ့နေရာတစ်ခုပေါ့အလကားလူတွေစီကားတာပေါ့ဟိုဒီဥက္ကလာပမင်းလက်ထက်တော့လည်းနာမည်ကျော်ကြားခဲ့တယ်အခုလည်းထပ်ပြီးကျော်ကြားဖို့တဲ့ဖြစ်ပေါ်လာဒီကျောင်းကြီးနှစ်ပေါင်း60ဖြစ်သွားပြီအခုကျမှတက်တော့မှ trend ဖြစ်သွားပြီးတော့နာမည်ကြီးလာတာအချိန်ကြာလာတော့ပေါ့ပြောချင်တာအခုမှဒီပေးသက်တွေဒီဖုန်းကြီးနဲ့ဒီဖရားနဲ့ပြုတ်ဖို့အချိန်ကြာလာပေါ့ဒီသဘောလေးပဲပြောချင်တာဘာဖြစ်လို့လွန်ခဲ့တဲ့10လောက်တည်းလာကြပါလားမလာပြုံးဘူးလေအချိန်မကြာသေးလို့ဘောပေါ့ဗျာအခုလာကြည့်တော့ဘာရှိလဲတော့ဘာမှတော့မရှိဘူးဒါကလည်းပြောတယ်သဘာဝအရတရားကြီးရယ်ဖရားတဘောကြောင့် agent ကြီးနေပြီလူတွေရဲ့စိတ်ကို relax ဖြစ်စေတယ်ပါဒီလူတွေဖြစ်စေတဲ့ဟာတွေရမွေးမှာမုန်းကြနေကြတယ်သိရမလားဆိုကြတာအလုံးနဲ့အိမ်နဲ့အလုံးဒါနဲ့ပဲ run နေကြတာဒီနေရာအဲ့လိုပေးတယ်ပေါ့ခုနကပြောတဲ့ရေတဘုံတွေလည်းဒီနောက်မှာအများကြီးပဲခံစားလို့ရသေးတယ်ဒီတစ်ပန်းချာတော့ဝါသနာပါတဲ့တွေသွားကြတာအဲ့ဒီတော့အလိုလေးအဲ့ကြောင့်ပို့ပြီးလာကျွေးနေသွားတာပေါ့နော်ဟောပြပြအေးဟုတ်ပြီစားကြစားကြဖုန်းကဟိုပြတော့ဖုန်းကမင်းမို့တော့ဒီကကျောင်းထိုင်ဆရာတော်ပေါ့ဟိုမှန်ပြတောင်ကျောင်းရဲ့ကျောင်းထိုင်ဆရာတော်ဒီနေ့58နှစ်ပြည့်မွေးနေ့ပေါ့နော်ကိုရီကန်ကောင်းပြီးတော့ကိုကန်ကောင်းပြီးတော့ဖုံဖုံရဲ့မွေးနေ့မှာမုံငါကျွေးရဆိုတော့မုံငါစားလာခဲ့ကြတယ်တောင်တော့တဲ့ခုဒီနေရာကကျွန်တော်တို့ဒီဟန်ပြတောင်ကြီးကနေမှနည်းနည်းလေးဆင်းလာရဒီနားလေးမှာဖျားလေးတင်ထားရပေါ့နော်ဖျားလေးတင်ထားညာတိတ်တိအောင်ဆူတောင်းပြည့်စေတီတော့ဟန်ပြတောင်ရဲ့တောင်ကြီးအောက်နေရာမှာစီဒီဖျားသုံးစုကိုနေရာ3နေရာအဆင့်30နဲ့တည်ထားပါတယ်ကျွန်တော်တို့ကတော့မှန်ပြတောင်နဲ့တဆင်ပဲနေနဲ့စီဒီနားမှာခဏရက်ပြီးတောတောင်တွေရဲ့အလှကိုထပ်ပြီးခန်းစားခဲ့ကြပါတယ်တောင်ပေါ်ကဆင်းလာခဲ့ကြပြီးမှန်ပြတောင်အပြန်လမ်းခွဲရဲ့ညာဘက်ကို꿰ပြီးသွားမယ်ဆိုရင်တနက်ချောင်းဆယ်ကိုရောက်မှာဖြစ်ပါတယ်။ခုကျွန်တော်တို့ဆယ်ရှိရာဘက်ချမ်းကိုတွားရောက်လက်ပဲနေကြတာပါ။ဆေးတွေ့ရမှာဖြစ်ပါရှင်ဒီဖျားလေးရဲ့ဘေးနားမှာဆေးရှိတယ်ဆေးထင်းထားအဲ့ဒါမှပြတောင်း
ဘက်ချမ်းလေးမှာတော့သူနားနေဆောင်လေးရှိတယ်လက်စားဖြစ်လာစားခြင်းပေါ့နော်ဟိုမိသားစုနဲ့ထွက်ပြီးတော့လာစားခြင်းနဲ့ဆိုရင်နေရာလေးတော့ရှိတယ်ဒါပေမဲ့ဒီ10လမ်းတစ်လျှောက်ကြတော့ကားဝင်လို့ရတဲ့အနေထားပေါ့နော်ဝင်လို့ရရတယ်ဒါပေမဲ့ကားလမ်းကနည်းနည်းပြက်နေတယ်ဝင်မယ်ဆိုရင်ကားနည်းနည်းလမ်းနည်းနည်းကျင်းနေပေါ့နော်ဝင်လို့တော့အဆင်မပြေဘူးဟိုဘက်ထိပ်ပေါက်ဝမှာကားထားခဲ့ပြီးတော့ဒီမှာရှောက်လာပြီးတော့မှထမင်းစားပါစားပေါ့နော်လုပ်လို့ရတယ်တနက်60ဘက်ကနေထွက်လာခဲ့ကြပြီးတိုက်ကြီးဘက်ပြန်အတွက်ဂျိုးဖြူရီစိတ်ကံဘက်ကိုထွက်ခဲ့ကြပါတယ်ဂျိုးဖြူရီစိတ်ကံမရောက်ခင်လမ်းခွဲရောက်လို့ဘယ်ဘက်ကိုသွားမယ်ဆိုသမိုင်းဝင်ဖျားများစွာရှိရာအဖိုးချောင်းကိုရောက်မှာဖြစ်ပါတယ်လမ်းခွဲလေးချိုးပြီး10မိနစ်လောက်ရှေ့ဆက်သွားလိုက်ရင်အဖိုးချောင်းကိုရောက်ပါပြီမပြတ်အောင်ဆရာတော်ပြောခဲ့တဲ့အတိုင်းအဖိုးချောင်းကိုရွှေတကုံဖျားကြီးမတည်ခင်ဥက္ကလာပမင်းကြီးနန်းတက်ပြီးသာသနာပြုခဲ့တဲ့နေရာဖြစ်တာကြောင့်ဘိုးချောင်းဆရာတော်ကယခုနေရာမှာဆက်လက်သာသနာပြုခဲ့တာဖြစ်ပါတယ်။ကျောင်းဝန်းတဲ့ဆက်စချင်းဝင်ခဲ့တာကတော့ဥက္ကလာပမင်းကြီးရဲ့တက္ကတာမြို့တော်ရွှေနန်းတော်မဟုတ်ဘူးမင်္ဂလာပြတ်သက်တော်ကျောင်းဆောင်ပါဒီကျောင်းဝန်းထဲမှာငါးစာကျွေးလို့ရတယ်ဆိုလို့ဝင်ကျွေးခဲ့ကြပါတယ်။ဒီဘက်ချမ်းတွေကိုရုံးပေးရက်လောက်ပဲလက်ပတ်သူရှိတတ်ပြီးခြားရွက်တွေဆိုလူမရှိသလောက်နေတယ်လို့ငါးစာရောင်းသူများကပြောပြပါတယ်ငါးကလေးတွေမှာဒီနေရာကနေရှစ်ဆက်သွားရင်တော့ကျွန်တော်တို့လာဖို့ရည်ရွယ်ထားတဲ့ကမာဂူရဖျားရှိရာကျောင်းဝန်းထဲကိုရောက်ပါပြီဒီကျောင်းဝန်းထဲမှာတားတော်များစီဒီသမီးတော်များစီဒီခင်မူးကြီး10ပါးစီဒီ10တောင်စီဒီနဲ့ဖျားလောင်းဘဝကနေစပြီးပွားမြင်တော်မူကံအောင်ချင်း10ပါးနဲ့ပြိဋိနိဗ္ဗာန်ဆန်တော်မူကံစတဲ့ဝတ္တဝင်ဖြစ်စဉ်တွေကိုလေ့လာနိုင်အောင်ဖန်တီးထားပါတယ်ဒါအပြင်စကိုင်းကောင်းမှုတော်ဖျားကြီးနဲ့ဂျပန်နိုင်ငံကမာဂူရာမြို့ကနာမည်ကြီးရုပ်ဘွားတော်ပုံစံတူတွေကိုလည်းပုံရတွေ့ရှိနိုင်ပါတယ်။
တရားဖို့ကုသိုလ်ယူရင်ကျွန်တော်တို့ရဲ့တကြီးမျိုးမှန်ပြတောင်အဖို့ကြောင့်လက်ဖက်ဖြစ်ခဲ့တဲ့ blog လေးကိုဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ